လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုစမ်းပြိတ္တာအနန္တငါကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးကိုရှိခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်မုံလစုံ9ရက်နေ့ညတောင်ငူမြို့ရွှေဆံတော်ဂောဘကများပင့်လျောက်ချက်အရာရွှေဆံတော်ဇေဒီတော်ကြီးအတွက်ဟောကြားပြီးတော့လာခဲ့တာဒီကနေ့3ညမြောက်တရားဝဲနောက်ပိုင်းဇတ်လမ်းရက်နဲ့လနဲ့ဌာနနဲ့မြို့နဲ့ဒါလေးတွေဘုန်းကြီးတို့ထည့်ပေးပါတယ်ဇတ်ထုတ်အစတော့ကြာကျုပ်တရားတွေကျုပ်နားထောင်လိုက်ဘယ်ဟောမှမသိဖြစ်နေလို့ဒါကြောင့်ထည့်ပေးရဒီကနေ့နောက်ပိုင်းဘုန်းကြီးဟောမဲ့ဇတ်လမ်းကကိုယ်သားကိုယ်တကာမဓာတ်ဆိုတဲ့တရားကိုဟောမလို့ကိုယ်သားကိုယ်တကာမဓာတ်ဘာတဲ့တုံးပြိဿကြီးကိုယ်သားကိုယ်တတ်တဲ့နေရာမှာကာမဓာတ်မပြင်းထန်ရင်တတ်လို့မရပါဘူးရပါမလားမရပါဘူးဗျာဒါကြောင့်ဘုန်းကြီးကနာမည်လေးပေးထားလိုက်တဲ့ကိုယ်သားကိုယ်တတ်ကာမဓာတ်ကျမ်းဂန်ထဲမှာတော့ကျွတ်တို့နိပတ်တော်ထဲမှာအတာတမန္တဇတ်ဖြစ်ပါကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာသနာတော်မပျော်မွေ့တဲ့ယဟန်တစ်ပါးရှိမပျော်မွေ့ဆိုသူလူထွက်ခြင်းတယ်ရှိသာတရိထားလို့သာရဏဘောင်မှာနေတဲ့ယဟန်တန်ဃာတော်များလူထွက်ခြင်းနဲ့ဆိုရင်ဖြင့်တပါးသောအကြောင်းမရှိများသောအကြောင်းမရှိအကြောင်းကတစ်ခုသာရှိ၏ပြေသာဘုန်းကြီးတွေလူထွက်ခြင်းနဲ့အကြောင်းကများလားတစ်ခုတည်းလားအဲ့ဒီတစ်ခုကဘာတော့မဟုတ်ဘူးဘုန်းကြီးကလည်းတဲ့ဟောတတ်တဲ့ဘုန်းကြီးမပြောတာအဲ့ဒီပဲလှည့်လိုက်ကြစို့ဘုန်းကြီးတွေလူထွက်ခြင်းနဲ့ဆိုကြတဲ့ကတစ်ခုတည်းပဲဘာလို့ဆိုတော့အဲ့ဒီတစ်ခုကမပြောတာဟဲ့ဘာလို့မပြောတော့ဆိုတော့မပြောလို့ပေါ့ကွာတစ်ခုတည်းရှိအဲ့ဒါကိုဘုရားကိုယ်တော်မြတ်သိတော်မူသဖြင့်ချစ်တာသတိထားလို့ဒီလိုသာသနာတော်ကြီးမပြောမွေခြင်းသည်ကာမတတ္တိကာမနှိုးဆော်ချက်သာဖြစ်တဲ့ချစ်တာဒါကြောင့်သင်သည်အာယုန်တစ်ပါးစိတ်မများလေနဲ့ငါဖယားဤသာသနာမှာနေပြီးတော့ဒုက္ခခတ်သိမ်းကင်းငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုသိရှိမှန်းပြီးတော့ယဟန်ပြုလာတယ်မဟုတ်လားချစ်သားဒီလိုနိဗ္ဗာန်ကြီးမှယဟန်ပြုလာတဲ့ချစ်သားဖြစ်ပါလျက်ကနေကာမကိစ္စကာမတတ္တိကာမရဲ့နှိုးဆော်မှုကြောင့်လူထွက်လိုက်မယ်ဆိုရင်ဒုက္ခခတ်သိမ်းကင်းခြင်းရာကိုလိုချင်ပါတယ်ဆိုတဲ့သင်ချစ်သားတွေရောက်နိုင်ပြီမဟုတ်ချစ်သားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကာမကိစ္စနဲ့ပတ်သက်ပြီးတော့များစွာသောအပြစ်တွေကိုငါဖျားပြ၍အတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူမဲ့ချစ်သားဆိုပြီးဖျားကိုယ်တော်မြတ်ကအတာတမန္တဇတ်ကိုဟောတော်မူပါတယ်ဟောလွန်လေပြီးတော့ခါကျွတ်တို့ဘာယာနတိတိုင်းပြည်ဗြဟ္မရမင်းကြီးမင်းပြုစဉ်အခါအဲ့ဒီဘာယာနတိပြည်တွင်မှာဂရေကျွယ်ဝတဲ့ကျွတ်တို့ပုံနာတစ်ယောက်ရှိအဲ့ဒီပုံနာသည်တရားနာပိဋကအိမ်ယာတီထောင်လူဣပေါင်မှာဘေးရင်အတတ်များကိုတတ်တော်လဲပဲ
လူလောကီလူစည်းဝါးနေတော့ဖြင့်နေရတင့်တော်လေအောင်မလားလို့သူ့စိတ်ထဲအတော်စဉ်းစားဒီလိုစဉ်းစားလိုက်တဲ့အချိန်ခါမှာငါသည်ဒီပညာများကိုသင်ကြား၍ဒီပညာကိုငါတယောက်တည်းတတ်ရုံနဲ့မကတပည့်ပေါင်းများစွာမွေးပြီးတော့ငါသည်တက္ကသိုလ်မှာဆရာကြီးလုပ်ရင်ကောင်းလိမ့်စွာအဲ့ဒီလိုတက္ကသိုလ်မှာဆရာကြီးလုပ်တက္ကသိုလ်မှာဆရာကြီးလုပ်ပြီးတဲ့ချိန်ခါမှာကန္ဓာရတိုင်းပေါ်တရားနာပိဋကတက္ကသိုလ်ပြီးမှဒိဋ္ဌပါမောက္ခဆရာကြီးသူ့အမေအိုကြီးတယောက်ရှိအဲ့ဒီအမေအိုကြီးကိုသူကိုယ်တိုင်ပဲခြေနဲ့ခြေလက်ဆုပ်ကိုင်းပြီးတော့လှုပ်ကြွေးမှုပြုခဲ့ဒီအမေအိုကြီးကိုပြုစုလာတဲ့အချိန်ခါမှာများစွာသောလူတို့သည်တရားနာပိဋကကဲ့ရဲ့လာကြအပြစ်တင်လာကြပိဋကနည်းနည်းတော့စဉ်းစားနော်ဟိုအမေကိုပြုစုတာကိုအပြစ်တင်တဲ့လူလည်းရှိအမေကိုလှုပ်ကြွေးတာကိုအပြစ်တင်တဲ့လူလည်းရှိတတ်ဒိဋ္ဌပါမောက္ခဆရာကြီးသည်အမေကိုပြုစုတဲ့ခြေလက်ဆုံးနှဲပြီးတော့လှုပ်ကြွေးခဲ့အဲ့ဒီလိုလှုပ်ကြွေးတာကိုအပြစ်တင်ခံရပါသဖြင့်တော်ပြီလူလောကကြီးတော့ဖြင့်အသက်ရှင်လျက်နဲ့နေရတော့လေတပါးသောပုဂ္ဂိုလ်ရဲ့အပြစ်ကိုရှု၍ဘလို့မျက်နှာကိုမှမထောက်ဒီလောက်ထိအောင်အပြစ်တင်တဲ့လူတွေကြားထဲတော့ငါမနေတော့ဘူးအမေအိုကြီးထမ်းခေါ်သွားပြီးတော့တောကြီးထဲမှာရေပေါ်တဲ့အရာရေမရှာရတဲ့အရာမှာအမေကိုထားပြီးတော့တဲငယ်လေးပြုတ်ပြီးတော့နေကြအဲ့ဒီထဲမှာတရားနာပိဋကဘာယာနတိတိုင်းပြည်ကျွတ်တို့ပုံနာမျိုးပေါ့အဲ့ဒီပုံနာလင်မယားသည်သားလေးတစ်ယောက်ဖွားမြောက်လိုက်တဲ့အချိန်ခါမှာမိကိုများစွာလှုပ်ကြွေး၍ထိုသားကလေးအရွယ်ရလာသောအခါခြေသားဘယ်နဲ့တော့ငါသားအရွယ်ရောက်လာပြီအေးရတီထောင်လူဣဘောင်မှာနေမလားသို့ရီမဟုတ်မိကိုလှုပ်ကြွေးရသေးရဟန်းပြုလေမလားခြေသားအဲ့ဒါလို့မေးလိုက်တော့သားဖြစ်သူကမိခင်ဖခင်တို့ကျွန်တော်ဒီမိကိုလှုပ်ကြွေး၍ယဟန်အဖြစ်ကိုတော့မပြုလိုပါဓမ္မပြေရောက်ကြောင်းတရားတွေကိုလည်းမကျင့်နိုင်ပါအိမ်ရတီထောင်လူဣဘောင်မှာနေအောင်မယ်ဒါဖြင့်ခြေသားအိမ်ရတီထောင်လူဣဘောင်မှာနေတယ်ဆိုရင်ဖြင့်အသက်မွေးဝမ်းကြောင့်ပညာဆိုတာလူတိုင်းရှိရတယ်အသက်မွေးဝမ်းကြောင့်ပညာမရှိလို့ရှိရင်ဖြင့်သူများခိုင်းစေစရာသူများခိုင်းတဲ့အလုပ်ကိုလုပ်ပြီးတော့သူများကြွေးသမျှကိုစားသူများပေးသမျှကိုဝှေ့၍အင်မတန်ဆင်းရဲညူညင်တဲ့ဘဝနဲ့အသက်မွေးရလိမ့်မယ်ချစ်တာ။ကိုက်တာဖြင့်တက္ကသိုလ်သွားပြီးတော့ပညာသင်ကြည့်တော့တက္ကသိုလ်မှာငါဤသားသင်မှုကအတ္တာတမန္တမန္တန်ကိုချစ်သားတက္ကသိုလ်ဆရာကြီးထံမှာရအောင်သင်ခဲ့လို့အတ္တာတမန္တန်နော်ပရိသတ်ကြီးပါတယ်တော့အတ္တာတမန္တန်နဲ့ပြုအဲ့ဒါတက္ကသိုလ်တိုင်းပြည်ရောက်တော့တက္ကသိုလ်ဆရာကြီးကမရှိဘူးဒီကတက္ကသိုလ်ဆရာကြီးရှိရဲ့မရှိပါဘူးဗျာတက္ကသိုလ်ဆရာကြီးကဘယ်ထွက်သွားပါလဲဟောရင်မေ့တာပါကိစ္စမရှိပါဘူးနာရင်မေ့တာအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားပါလဲမြို့ပေါ်ကတဲမသွားခြင်းတဲ့လူတွေဆိုတော့တော်တယ်ကိုမထွက်ချင်ဒီကအမေအိုကြီးထမ်းပြီးဘယ်ထွက်သွားလဲတော်တယ်ထွက်သွားအဲ့ဒါလို့တော်တယ်ထွက်သွားတယ်မရှိဘူးလို့ပြောတော့ခုနကယောက်ျားသည်အတ္တာတမန္တန်ကိုသင်ချင်လုံးလို့တက္ကသိုလ်ဆရာကြီးနောက်လိုက်သွားတော်တယ်ရောက်ဆရာကြီးခမညာဟေးအမောင်လူလင်ဘာတော့ကွ
ကျွန်တော်ဒီတက္ကသိုလ်တိုင်းပြည်သို့ဆရာကြီးထံရောက်အလားဆရာကြီးမရှိဘူးဆိုလို့အခုရှိရအရက်ကိုလိုက်ခဲ့ရပါတယ်ခင်ဗျာဆရာကြီးထံပညာသင်ရင်လို့မိဘများကလွတ်လိုက်လို့ပါခင်ဗျာနေပါဦးပဲမိဘများကဘာပညာအသင်ခိုင်းလဲအတ္တတမန္တန်ကိုအသင်ခိုင်းပါတယ်ခင်ဗျာစဉ်းစားပြီတက္ကသိုလ်ဆရာကြီးကလက်ဆက်တတ်တော့အတ္တတမန္တန်ဆိုတာပြီးချမရှိပါလားဒီအတ္တတမန္တရားပညာကိုပြီးချမရှိတော့လေသူ့မိဘများသည်အိယာတီထောင်လူဤပေါင်၌နေခဲ့ပါလျင်မိမများကိုအတ္တတလို့သူသားသိအောင်လွှတ်လိုက်ခြင်းပဲဒီတော့မှန်တော့အတ္တတမန္တန်ကိုကြုတ်ပြောနေတယ်အတ္တတဆိုတာမိမအတ္တတဆိုတာမိမညိုညင်ပင်ပန်းဆင်းရဲအောင်ပြုတ်တတ်တာလို့ဆိုသည်ခက်တော့ခက်သားပဲတရားပွဲတဲ့မိမတွေကများနေတော့မိမတွေအကြောင်းပြောရလေကြုတ်မြတ်ဆောင်ထိုးမှဆိုရမစိုးနဲ့တော့ယောက်ျားတွေမိန်းမကြောင့်ဒုက္ခဖြစ်တယ်လို့မိန်းမတွေလည်းယောက်ျားကြောင့်ဒုက္ခဖြစ်တာပဲတစ်လှဲ့စီတွက်လိုက်တော့ဘယ်ရင်ဘဲကြီးပဲမှန်လားပိဋကကြီးပိဋကကြီးတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်မကျဘူးလားတချို့မိန်းမတွေယောက်ျားကြောင့်မျက်ရည်ကျတယ်လို့တချို့ယောက်ျားတွေလည်းမိန်းမတွေကြောင့်မသေးဘူးလားဒါဖြင့်မိန်းမနဲ့ယောက်ျားဟာအတူတူနေလို့တော်ပါမလားမတော်ရင်အာနာပဲသိတယ်ခင်ဗျားတို့မိမနဲ့ယောက်ျားမတည့်ဘူးဆိုတာသိတယ်မတည့်မှန်းသိတယ်အတူတူနေရင်မတော်မှန်းသိအတူတူနေလို့ရှိရင်ယောက်ျားသည်မိမကြောင့်မိမသည်ယောက်ျားကြောင့်ဇာယမှုတွေဝေယမှုတွေပြောရမှုတွေနေရမှုတွေထိုင်ရမှုတွေဒီလိုဒုက္ခတွေဖြစ်လာသမျှအကြောင်းရှာလိုက်တော့လက်ဆက်တတ်တော့မိန်းမကယောက်ျားဆွဲလန်းလို့ယောက်ျားကမိန်းမဆွဲလန်းလို့လူတွေဒုက္ခဖြစ်နေတာသမှုရိယဒီသမှုရိယသည်ဘယ်သူကပေါက်ခွာလာတယ်လဲမိန်းမသည်ယောက်ျားကြောင့်ယောက်ျားသည်မိန်းမကြောင့်ဟာလက်ဆက်တတ်တော့နိဗ္ဗာန်မရတာတို့ယောက်ျားတွေဘက်ကကြည်လို့မိန်းမကြောင့်တို့မိန်းမတွေဘက်ကကြည်လို့ယောက်ျားကြောင့်နိဗ္ဗာန်မရလားယောက်ျားနဲ့မိန်းမကြောင့်လို့သိရင်ဂိုင်းပိဋကကြီးအတူတူနေဖို့တော်ရဲ့လားမတော်ရင်ခက်တယ်ရှေ့ဆက်ပြောဖို့ကအတော်ခက်တယ်ပိဋကရဲ့ဒါကြောင့်ဒီကိစ္စတွေကိုဓိသပါမောက္ခဆရာကြီးနားလည်လာပြီပိဋကငါသားရဲ့အိယာတီထောင်လူဤပေါင်းမှာမိန်းမယူအောင်မယ်ဆိုရင်တော့မိမနဲ့အတူနေရင်ဒီလိုဒုက္ခဖြစ်တတ်တဲ့ကွယ်လို့သိစေခြင်းလုံးလို့မိမရဲ့မပြေပြောက်တဲ့အာသာမိမသည်မိမိစိတ်ဆန္ဒတစ်မျိုးဖြစ်လာလျင်ဘယ်ကိစ္စမျိုးမဆိုသားသောသမီးသောအဖေသောအမေသောလင်သောတတ်တတ်တဲ့ကိစ္စသူနားလေအောင်လို့မိဘများငါထံလွတ်လိုက်တာပဲလို့ဓိသပါမောက္ခဆရာကြီးဒီတိုင်းသိတာအဲ့ဒီလိုသိလာတော့ကောင်းပြီအမောင်မင်းကငါအတ္တတမန္တန်ကိုသင်ပေးမယ်အတ္တတမန္တန်ကိုငါထံမှလိုချင်လို့ရှိရင်ငါခိုင်းစေသည်မြအမှုတော့မင်းပြုရလိမ့်မယ်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကျွန်တော်ပြုပါမယ်ခင်ဗျာမင်းပြုမယ်ဆိုရင်ငါအမေကြီးကအသက်120ရှိပြီကွဟုတ်ကဲ့ခင်ဗျာမျက်စိမမြင်ဘူးနော်ဟုတ်ကဲ့အဲ့ဒီမျက်စိမမြင်တဲ့ငါအမေအိုကြီးကိုငါကိုစားသားသမီးကဲ့သို့ဒီအမေအိုကြီးကိုမင်းကလည်းမိခင်အရာမှာထားလို့နေ့စဉ်ပြုစုနိုင်မလားဟဲ့ဒီတိုင်းမေးခဲ့ဒီလိုနဲ့တရားနာပရိသတ်ကြီးပြုစုနိုင်ပါတယ်ခင်ဗျာပြုစုနိုင်မယ်ဆိုလို့ရှိရင်ငါအမေကြီးကိုလေလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့ခြေဖြားလေးတွေဆုပ်ကိုင်းပြီးတော့
အစစအရာရာအမောင်ပြုစုပါလို့လို့ဒီတိုင်းခိုင်းတော့သွားပြုစုဟဲ့ငါကိုင်တာဘယ်သူတို့အိုးကျွန်တော်ပါအမေကြီးငါသားကြီးဓိတပါမောက္ခမဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျာဓိတပါမောက္ခဆရာကြီးရဲ့ထံမှာကျွန်တော်လာပြီးတော့ပညာသင်တဲ့တပည့်လေးပါခင်ဗျာအော်ငါသားရဲ့တပည့်ဟုတ်ကဲ့လားဟုတ်ပါတယ်ခင်ဗျာအေးကောင်းပြီကွငါ့ကိုသားအရာမှနေပြီးတော့ပြုစုတာဝန်းတာတယ်မောင်ရဲ့သိဝန်းတာတယ်ကွဟုတ်ကဲ့ခင်ဗျာကျွန်တော်ပြုစုပါရစေကျွန်တော်နေ့စဉ်ညဒီလိုပြုစုပြီးတော့ဆရာကြီးထမ်းမှပညာများကိုရအောင်သင်ယူပါရစေကောင်းပါပြီကွကျေးဇူးတင်ပါတယ်ဒီလိုကျေးဇူးတင်ပါတယ်နဲ့ပြုစုလာရင်ကနေပြီးတော့အမောင်မင်းကငါအမေကဘာပြောတော့ဘာမှမပြောပါဘူးဆရာကြီးကျေးဇူးတင်တယ်လို့ပဲပြောပါတယ်အေးမင်းကပြောမယ်နော်မိခင်ရဲ့လက်ဖြားလေးတွေကိုဆုပ်မိခင်ရဲ့အသားအမေကြီးကအရင်တုန်းကငယ်တုန်းကဆိုရင်ဘလောက်လှလိုက်လေမတော့အခုအသက်ကြီးတာတောင်းမှအသားအရေကနုနယ်သေးတယ်လှတယ်အမေကြီးလက်ဖြားလေးတွေကိုကန်ရတာကကွာကိုင်းငါခိုင်းတဲ့တိုင်သွားလွတ်လိုက်ရောပိဋကကြီးအတာတမန္တန်ကိုသင်ပေးနေတာတော့ဘာလို့မျက်စိလဲမနေနဲ့အတာတဆိုတာမိမကိုပြောတာလို့သိစေခြင်းလုံးလို့အဲ့ဒီတင်တပည့်လို့သူကအဖွားကြီးနာသွားမေကြီးဟဲ့ဘာတော့မောင်ရင်လေအမေကြီးကလေအခုအသက်ကြီးပြီမယ်လို့လက်ဖြားလေးတွေကန်ရတာကလည်းနုညံ့ပဲငယ်ရွယ်အပြိုးစင်လုံးငါဆိုရင်အမေကြီးဘလောက်လှလိုက်လေမတော့အမေကြီးခုအသက်ကြီးတာတောင်ဒီလောက်လှနေရင်ဖြင့်ဟိုစင်လုံးကလှတာလေးတွေကိုကျွန်တော်မြင်လိုက်ချင်ပါပြီပြောရောအောင်မဲမင်းငါလှတယ်လို့ပြောနေအဖွားကြီးဖောက်တော့မှာပရိသတ်ရဲ့ဟုတ်ကဲ့လားကွယ်တကယ်လားလှရလားကွယ်လှပါတယ်အမေကြီးကသွားပဲနဲ့ချောင်းရှိသေးတော့ကွယ်စုပေါင်းမှနှစ်ချောင်းရှိပါတော့လေသွားတာစုပေါင်းမှနှစ်ချောင်းရှိသွားမရှိပေမဲ့လို့လှနေသေးတယ်အမေကြီးရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ကျွန်တော်မျက်စိထဲမှာကြည့်လို့ကိုအားမရပါဘူးအမေကြီးရဲ့တကယ်လှတာပါခင်ဗျလက်ဖြားလေးတွေဆုပ်ကိုင်းပြီးတော့လှတာတွေချိန်မွန်းတော့အဖွားကြီးကပြောတယ်မောင်ရင်လေးခင်ဗျာငါလှတယ်နော်ဟုတ်ကဲ့လှပါတယ်အမေကြီးမင်းကွယ်ငါအပေါ်များမင်းစိတ်ကဘယ်လိုထားတော့ဘယ်လိုထားရမလဲအမေကြီးကျုပ်နောက်မှပြောမရစေတော့မလဲကွယ်နောက်မှတွေဘာတွေလုံးမနေပါနဲ့အခုပြောစမ်းပါငါကြားကျင်လာပါပြီအဖွားကြီးကမဆန်းကျင်ဘူးပြိဿမဆန်းကျင်ပေမဲ့လို့ဟိုကဆရာကြီးခိုင်းတဲ့အတိုင်းသာလုံနေရလားကိုပြိဿဆရာကြီးထံသွားဆရာကြီးဟေးနေမင်းရေးတော့ပြနေပါတော့ဟိုဆရာကြီးခိုင်းတဲ့အတိုင်းကျွန်တော်အမေကြီးကိုပြောပါတယ်အမေကြီးပြောတော့အမေကြီးကမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့နဲ့ဆရာကြီးကျွန်တော်လေအမေကြီးနားနေရတာတဖြည်းဖြည်းကြောက်လာပြီမကြောက်ပါနဲ့ကွာမင်းအတာတမန္တန်ကိုငါသင်ပေးနေတာလေ
ဆရာကြီးကအတ္တတမန္တသင်ပေးတယ်လဲပြောရဲ့ဘာပညာမှလည်းသင်မပေးဘဲနဲ့အမေကြီးနာကပ်ပြီးဟိုဟာပြောခိုင်းဒီဟာပြောခိုင်းကြုတ်ကြောက်တယ်ဗျဟေးဒီမှာမကြောက်နဲ့ဒီမဲ့သေးသေးချာချာသွားပြောဒီတခါမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မောင်ရင်လေးငါသိချင်လှပါပြီဆိုရင်အမေကြီးကတော့ကျွန်တော်ပေါ်ဘယ်လိုစိတ်ထားတော့လို့ပြန်မေးစမ်းကွာမေးပြီးတော့သူပြောသမျှတွေကိုငါ့ကိုပြန်ပြောရောက်သွားပြီအဖွားကြီးလားမောင်ရင်လေးခမညာမင်းငါအပေါ်ဘယ်လိုစိတ်ထားတော့မေကြီးကျွန်တော်စိတ်ထားတာနောက်မှပြောပါရစေအမေကြီးကတော့ကျွန်တော်အပေါ်ဘယ်လိုစိတ်ထားတော့ကွယ်မင်းအပေါ်ငါထားတဲ့စိတ်ပြောရမယ်ဆိုရင်တော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကငါလက်ဖြားလေးတွေကိုင်းပြီးတော့မင်းကငါ့ကိုလှတယ်ပြောကြတဲ့ကအဖွားကြီးကမင်းနဲ့ငါနဲ့အတူတကွမောင်ရင်လေးစိတ်မဆိုးနဲ့နော်ဟုတ်ကဲ့စိတ်မဆိုးပါဘူးခင်ဗျမင်းနဲ့ငါနဲ့အတူတကွမင်းနဲ့ငါနဲ့အတူတကွပြောရောပြောအဲ့ဒါလို့ပြောလိုက်တော့အမေကြီးရဲ့တဲ့ဆရာကြီးကိုကျွန်တော်ကြောက်တယ်ဆရာကြီးကိုကျွန်တော်ကြောက်တယ်အော်ငါသားဓိတံပါမောက္ခဆရာကြီးကိုမင်းကြောက်တယ်ဟုတ်ကဲ့ကြောက်ပါတယ်ခင်ဗျာသူမရှိရင်ငေါဟေ့သူမရှိရင်ငေါဟေ့ဒီကနားထောင်တော့အသက်ကကြီးလာပြီ120နော်မျက်စိကမမြင်ဘူးနော်သူမရှိရင်တော့အမေကြီးရဲ့တဲ့ကျွန်တော်အမေကြီးအပေါ်မှာအမေကြီးဆန္ဒအတိုင်းပါပဲခင်ဗျကဲဒါဖြင့်ငါသူ့ကိုသတ်မယ်ကွငါသားကိုမင်းကသာငါနဲ့အတူတကွနေမယ်ဆိုရင်မောင်ရင်ကလည်းငါသားကိုငါသတ်မယ်ကွဒါတော့မဟာပိဿရေတပ်ပေဒီကွယ်တဲ့ငါမျက်စိကမမြင်ဘူးတဲ့မမြင်ပေမဲ့လို့ကျွန်တော်တတ်နိုင်တဲ့နီးဖန်တီးပြီးတော့စဉ်းစားပါဦးမယ်ခမညာအေးစဉ်းစားစမ်းလို့ပြောလိုက်တော့ဘာမှမဟုတ်ဘူးစဉ်းစားဖို့ကလည်းဆရာကြီးထံသွားပြီးတော့အကြံယူရဆရာကြီးဟေးဘယ်နဲ့လဲကွမင်းငါမေရဘာပြောလို့မောင်ရင်လေးသာတဲ့ငါနဲ့အတူတကွဆန္ဒလိုက်လျောမယ်ဆိုရင်တဲ့ငါသားရှိနေရင်မင်းကငါသားကိုကြောက်တယ်ဆိုတော့ငါသားကိုငါသတ်မယ်တဲ့ဘယ်လိုသတ်ရပါမလို့ဆိုတော့ကျွန်တော်အကြံယူပါအောင်မယ်လို့ပြောခဲ့တယ်ခင်ဗျအေးဒီလိုလို့လာမင်းလိုက်ခဲ့မြတ်လိုက်ဟိုမှာလက်ပံမင်းကြီးခုတ်ကွာလက်ပံမင်းကြီးငါခန္ဓာကိုယ်လုံးလောက်ရှိတဲ့လက်ပံမင်းကြီးခုတ်လူရုပ်ပုံပန်းတန်တန်ထုဟိတ်တကယ်တူအောင်တော့မဟုတ်ဘူးပေါ့ပြိတ္တာအဲ့ဒီလက်ပံတုံးကြီးကိုလူလုံးလောက်ခန္ဓာကိုယ်ရုပ်ကြီးလို့ထုပြီးတော့ဒီနေရာမှာထားအဝတ်ချုပ်ဟိတ်ငါအိတ်နေတဲ့ပုံစံပေါ့ကွာငါအိတ်နေတဲ့ပုံစံအဝတ်ချုပ်လိုက်ခြုံပြီးတော့လေအမေကမျက်စိမမြင်ဘူးကွာငါအိတ်တဲ့နေရာကနေပြီးတော့ကြိုးတန်းစမ်းကွာကြိုးတန်းပြီးတော့ဟောဒီပေါက်ချိန်ကိုပေးလိုက်သိပြီလေဟိုကလည်းငါအမေအသက်ကြီးပြီတဲ့ငါအမေအသက်ကြီးပြီအသက်120ရှိပြီအမေသက်တန်းကလည်းကုန်ပြီအမေသက်တန်းကုန်လို့အမေသေတဲ့အချိန်ခါမှာအမေသေတာတော့ထားတော့ဒီကလေးအတာတမန္တန်ဆိုတာ तू နားမလဲရှာဘူးအတာတဆိုတာမိမပဲကွာလို့ငါတဲ့တဲ့ကြီးမပြောဘဲနဲ့လက်တွေ့ပြကဲကြိုးတန်းကွာရော့ဒီပေါက်စိန်သွားပေးအမေကြီးဟောဒီကျိုးကိုစမ်းပြီးတော့သွားပါခင်ဗျာဟောဒီပေါက်စိန်ကိုကျွန်တော်လေးအဆုံးမှချထားပါမယ်ခင်ဗျာဒီပေါက်စိန်ကိုကင်ပြီးတော့လေအမေကြီးမှာပေါက်စိန်နဲ့သာစမ်းပြီးတော့တအားပေါက်ချလိုက်ရင်ခင်ဗျာသားသေအဲ့
ဒီချိန်ကြမှာခမည်းနဲ့ကျုပ်ခမည်းဆန္ဒအတိုင်းအတူတူနေပါမယ်ခမည်းလို့ပြောလိုက်ပါရောပြိဿကဲကျိုးကလည်းတန်းထားပြီပေါက်စိန်ကြီးကလည်းတိုင်းပုံပန်းတန်တန်လှုပ်ထားတဲ့လက်ပံတုံးကြီးအဝတ်ခြုံထားတဲ့နေရာမှာချထားပြီသွားပြီမိမကြီးတမ်းမယ်ကွယ်ငါသမ်းမယ်ဆရာဆိုတော့လည်းမင်းကကြောက်ရှာတာပေါ့ကျိုးတန်းကလည်းမဆုံးသေးဘူးတမ်းမယ်ငါသားကိုတော့မှငါနဲ့အတူတကွနေမယ်ဆိုလို့သေသာကြီးလှပြီးငါသားသေမှသူကငါဆန္ဒလိုက်လျောမယ်ဆိုလို့တတ်မယ်နဲ့ကျိုးတန်းလေးကိုင်းပြီးရှောက်သွားလိုက်တာကျိုးတန်းအဆုံးမှာပေါက်ချိန်ရိုးကြီးနာရောက်ပေါက်ချိန်ကိုင်းသားလို့သူကကြည်ရှာတယ်ဓိတာပါမောက္ခဆရာကြီးကအော်အမေကာမကိစ္စသည်ကြီးသောမဟုတ်ငယ်သောမဟုတ်ပါလားတတဝမှန်သမျှဒီကာမကြောင့်ဒုက္ခဖြစ်နေကြတယ်ငါအမေသည်အိယာတွေကမထဘယ်ခရီးဘယ်လမ်းမှမသွားဘဲနဲ့ယခုတော့ကာမဆန္ဒကာမစိတ်ကြောင့်သူခန္ဓာကိုယ်ကိုကင်တွယ်ပြီးတော့ရုပ်ရည်အမတန်လှတယ်နုနယ်တယ်အသက်တရားကျော်တာတောင်မှဒီလောက်လှနေသေးရင်ဖြင့်ငယ်ရွယ်တုန်းကခမည်းဘလောက်လှလိုက်လိမ့်မထုံးလို့ချင်းမွန်းတဲ့စကားတွေသူအရသာယူပြီးတော့ငါသားကိုတိုက်ရင်ငါနဲ့အတူတူနေမယ်ဆိုတဲ့စိတ်ပြင်းထန်ပြီးအခုကြည်စားသွားလိုက်တာအမေကျုပ်တနာလေချင်းအမေကိုကျုပ်တနာလေချင်းအမေကတော့ဒီဘဝဒီကနေ့ဒီရက်ဒီအချိန်မှာသိရမယ်အချိန်အခါမို့ဟိုတစ်ဘက်ကလေးမိမတွေရဲ့အကြောင်းသိပါစေတော့အတ္တတမတ္တဆိုတာမိမဘာပဲလို့သိစေခြင်းလို့အော်ကြည်စမ်းသွားလိုက်တာတုံခိုက်နဲ့ရောက်ပြီးနဲ့သားကြီးဓိတပါမောက္ခကကြည်နေတော့ပေါက်စိန်ရိုးကြီးလှမ်းဆန်းပရိသတ်ရေခါတိုင်းများလေသားလို့သူဓိတပါမောက္ခကရေတိုက်လိုက်လို့ရေပလားရေကလေးအပြည့်ပါတာတောင်လေဟောဒီတိုင်းဖြစ်ရေအပြည့်တောင်မနိုင်ရင်ဘူးကာမတတ္တိကာမစိတ်ဘာပြောကောင်းမလဲပေါက်ရှင်ရိုးကင်ပြီးတအားမြောက်တာအမလီ16နှစ်အရွယ်လေးလိုပဲဇွဲနော်ဒါကြောင့်ကျုပ်ဟောခဲ့လှပြီးအသက်ကြီးပြီဒီကျုပ်တို့ဒီအသက်ကသာကြီးတကူဗျာလို့ပေါက်ရှင်ကြီးကိုသူမလိုက်တာအသာကလေးနဲ့မြောက်သွားပါလားကာတတ်တော့မယ်ငါအသက်ကလည်းကြည်ပါပြီဝင်တွေကလည်းလှိုက်နဲ့ဒီကနေ့ငါစိတ်ဆန္ဒပြင်းပြလို့သာငါသားကြီးကိုငါတတ်ရမှာဒီကနေ့ငါအသက်လည်းတာရှည်နေပြီးတော့ရှင်ရတော့မှမထင်ဘူးမရှင်ရင်နေပါစေဟောတဲ့ကလေးကငါသားကြီးသိရင်ငါနဲ့အတူနေမှာတဲ့သေပါစီငါအသက်သေးချင်းသေပါစီသူနဲ့ခဏတာလေးအဝါပြုတ်ပြီးရင်တော့ရှိတယ်ခင်ဗျားတို့ကဲပြောကြပါစို့ဗျာဂိုင်းမနေပါနဲ့တော့မမတ်တာထားတော့ဂိုင်းမနေနဲ့တော့ပေါက်စိန်ကြီးကင်ပြီးတော့လေသူ့သားဒီဟုသောအထင်အမှတ်နဲ့ခေါင်းနေရတအားဆွဲပေါက်လိုက်ဘုတ်တခါတော့ဟင်နောက်တစ်ဆက်ပေါက်ဘုတ်ဟာဘာကြီးပါလဲအော်တမကြဟစ်တမကြနဲ့စမ်းကြည့်ဟင်မလေးမာပြီမာပါဘောလားသာကြီးတစ်တုံးကြီးဖြစ်နေပြီ